ကိုဗစ်ကာလမှာတော့လူတန်းစားမရွေးပေါ့နော်ဆင်းရဲမျိုးချမ်းသာမရွေးလူကြီးလူငယ်ဒီအရွယ်ရောက်ပြီးသားတက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ်အားလုံးကဒီစိတ်ပီစီမှုအနေများကိုခံစားနေရတာဖြစ်ပါတယ်။အနည်းဆုံးတော့ကလေးတွေကပဲစပြီးတော့စဉ်းစားကြည့်အောင်ပေါ့နော်။ကျမတို့ကလေးတွေကဒီကလေးတွေကအခုချိန်မှာကုသနိုင်မှုအနည်းဆုံးဆိုရင်ပဲလေကလေးတွေကအစားလူကြီးတွေကကလေးတွေကိုမြန်ကူသွားနိုင်မလားဆိုတဲ့အရန်စိတ်လှုပ်ရှားနေကြရတဲ့အရန်ပဲဒီစိတ်ပိုင်းဆိုင်ရာအရာပေါ့နော်။ကျမတို့ကအများကြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံတွေ့နေရတဲ့ကာလဖြစ်ပါတယ်အဲ့ဒါကအနေနဲ့များလားဆိုတော့တစ်ကမ္ဘာလုံးဒီပါခံစားနေရတဲ့ကိစ္စပဲဖြစ်ပါတယ်ကျမတို့ရဲ့ project ကာလကိုဒီ6လလို့လောလောဆယ်မှာယာယီသတ်မှတ်ထားပါတယ်ဆက်ဆက်ချင်းမှာကျမတို့ကဒီ budget အနေနဲ့သွားမယ့် projectဖြစ်တဲ့အတွက် budget ကိုမြန်မာကျပ်ငွေ12သိန်းနဲ့စတင်ပြီးကောက်တယ်ပေါ်ဖို့စဉ်းစားထားပါတယ်။အဲ့ဒီ12သိန်းရဆိုလို့ရှိရင်ပထမ2လမှာဆိုလို့ရှိရင် first quarter လို့ခေါ်မှာပေါ့နော်။ဒီပထမ2လမှာကျမတို့ဒီဂျွန်လကနေပြီးတော့နိုဝင်ဘာလထိသွားမှာဖြစ်တဲ့အတွက်ပထမ2လမှာဆိုလို့ရှိရင် total budget ရဲ့50% 50% ကိုအသုံးချပြီးတော့ဒီ transportation charges တွေရှိမယ်ကျမတို့ media company တွေ advertising charges တွေရှိမယ်ပေါ့နော်။သူတို့နဲ့တွားရလာရတဲ့အခါမှာ transportation charges တွေသူတို့ရဲ့ဆွေးနွေးညှိနှိုင်းတဲ့အခါမှာကျမတို့သုံးစရိတ်တွေ social expenses တွေရှိပါမယ်။အဲ့ဒီဟာကိုကျမတို့အနေနဲ့50%ကိုအသုံးပြုမှာဖြစ်ပါတယ်။ကျန်တဲ့25%ကိုတော့ second quarter နဲ့ third quarter မှာအညီအများခွဲဝေသုံးစွဲသွားမှာဖြစ်ပါတယ်။ပြီးတော့ unexpected charges လို့ခေါ်ပါမယ်အဲ့ဒါတွေကတော့မမျှော်လင့် manage ကျမတို့ကုန်ကျစရိတ်တွေ social media platform တွေကျမတို့လောလောဆယ်မှာတော့သက်ဆိုင်ရာပေါ့နော်ဒီ social media platform တော်တော်များများမှာကျမတို့အနေနဲ့ဒီ advertising charges တွေကိုပါထည့်သွင်းပြီးတော့တွက်ချက်ထားတာပဲဖြစ်ပါတယ်ဒီမှာပေါ်ပြထားတာကတော့ကျမတို့နဲ့အတူတူပူးပေါင်းဆောင်ရွက်မဲ့ social media platform တွေ public social media platform ပေါ့နော်ပြီးတော့တခြား community members တွေနဲ့ဒီလူငယ်ဖွဲ့စည်းတွေပဲဖြစ်ပါတယ် community member လို့ဆိုတဲ့အခါမှာဒီရပ်ကွက်အုပ်ချုပ်ရေးမှုတွေဖြစ်တဲ့ water authority officer တွေပါကောင်းပါမှာမယ်နောက်ပြီးကြတော့တခြားကျမတို့အနေနဲ့လက်ရှိမှာပေါ့နော်အဓိကကိုညီဆောင်ရွက်ပေးနေတဲ့ရဲရွာအကျိုးပြုလူငယ်ဖွဲ့စည်းတွေလည်းပူးပေါင်းပါဝင်ဆောင်ရွက်ဖို့မျှော်လင့်ထားပါမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ project ကိုလှုပ်ဆောင်နိုင်ခြင်းအဖြစ်ဒီမွေးခင်းစားကနေပြီးတော့ဒီအသက်အရွယ်ကြီးတဲ့လူတွေလူလက်ပိုင်းတွေဒီ target community ပါဟုတ်ဖ ೇನೆ ဒီ human society ကိုပါမြန်မာပြည်မှာပေါ့နော်ကျမတို့ကလက်ရှိ project ကိုမြန်မာပြည်မှာအကောင့်ထဲပေါ်မှာဖြစ်တဲ့အတွက်မြန်မာပြည်မှာရှိတဲ့ human society အထီးကိုထိထိရောက်အကျိုးရှိဖို့ကိုရည်ရွယ်ပါတယ်ဒီ COVID-19 ကာလမှာစိတ်ဖိစီးမှုအနေပါတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ပေါ့နော်အဓိကကလေးတွေဖြစ်စီကျောင်းသားရွယ်ဖြစ်စီမိဘတွေအိမ်ရှင်မတွေဖြစ်စီပေါ့နော်သူတို့အနေနဲ့လည်းအဖက်ဖက်ကနေပြီးတော့ဒီစိတ်ဖိစီးမှုကိုဘယ်လိုမျိုးလက်တွေ့ကြကြရင်ဆိုင်မလဲပေါ့ပေါ့ပါပြပြရွှင်ရွှင်အတူတူလက်တွဲပြီးဒီကာလကိုအတူတူကြော်ဖြတ်ဖို့ပေါ့နော်အဲ့လိုမျိုး project ကိုတွားဖို့မျှော်မှန်းထားပါတယ်အောင်မြင်မှုရလားမရလားဆိုတာကိုလည်းကျမတို့ကဒီ monitoring and evaluation process လေးနှစ်ခုကိုလက်ရှိမှာတော့စဉ်းစားထားပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတိုင်းတာမှုစံနှုန်းလေးတစ်ခုတော့ရှိရမယ်လို့ကျမတို့ကယုံကြည်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ကဒီပေါ့နော် target တဲ့ orient နေရှိမယ်အဲ့ဒါကဘာလဲဆိုတော့အနည်းဆုံးတော့ရက်ွက်ထဲမှာရှိတဲ့အိမ်ဒီ10အိမ်ဖြစ်စီလူခုနကျမတို့ပြောခဲ့တဲ့အတူပူပေါင်းဆိုင်မဲ့လူငယ်ဖွဲ့စည်းရနေပြီးတော့ feedback တွေပြန်ကောက်တာမျိုးကိုလုပ်ပါမယ်ပြီးတော့ဒီ local community members ရက်ွက်အုပ်ချုပ်မှုရေးမှုတွေစိတ်ငောင်းနေရှိမယ်သူတို့နဲ့အတူတူ data ကောက်တဲ့အချက်လက်လေးတို့ပေါ့နော်နောက်တစ်ခုဒီမှာကျမတို့မထည့်ထားတာကျတော့ social media platform တွေရဲ့ဒီပေါ့နော် audience တွေကဘယ်လို response တွေလာလဲဆိုတာလဲသူတို့ရှိရနေတစ်စင် feedback တွေပြန်ကြားဖို့ကျမတို့ကမျှော်လင့်ထားပါတယ်အဲ့ဒီ feedback တွေပေါ်မှာမူတည်ပြီးတော့ကျမတို့ကနောက်လာမဲ့3လပေါ့နော်ကျမတို့ပေါ်မှာပြတဲ့နောက်3လကိုထပ်ပြီးတော့ဒီ fan လေးရဖို့ပေါ့နော်ကျမတို့ကမျှော်လင့်ထားပါတယ်မျှော်လင့်ပြီးတော့တကယ်လို့ fan raising ပိုင်းလေးကိုလည်းအဲ့ဒီကြမှာဆက်ပြီးတော့ဆွေးနွေးတော့ဖို့ကျမတို့ဖွဲ့တွေအားလုံးကမျှော်လင့်ကြိုးစားပါတယ်